မင်္ဂလာပါခင်ဗျာကွတ်တင်းဘရင်းထရနီစင်တာဂေးဆက်တန်းတန်းကျောင်းမှာကြိုဆိုပါရခင်ဗျာဒီကနေ့မှာတော့ဂေးသားဆက်ရမှာဖြစ်ပေါ်တတ်တဲ့အပြည့်အနာစာများနဲ့အဲ့ဒီအပြည့်အနာစာတွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့သင်ခန်းစာအပိုင်း1ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဓိကအားဖြင့်ဂေးသားပြည့်ချက်များကို2မျိုးခွဲခြားနိုင်ပါတယ်နံပါတ်1ဂေးသားပေါ်တွင်ဖြစ်ပေါ်သောပြစ်ချက်များ external wedding defects နဲ့နံပါတ်2ဂေးသားအတွင်းမှာဖြစ်ပေါ်တတ်တဲ့ပြစ်ချက်များ internal wedding defects တို့ဖြစ်ပါတယ်ဂေးသားပေါ်တွင်ဖြစ်ပေါ်တတ်သောပြစ်ချက်များ external wedding defects တွေကတော့ spatter လို့ခေါ်တဲ့တိုင်ရည်တန်ဆက်များလွင့်ဆင်ခြင်း undercut ဂေးသား၏ဘေးသားတွင်မိစားခြင်း overlapဂေးသားထပ်နေခြင်းဒါမှမဟုတ်လုံးကျင်နေခြင်း excessive reinforcement လို့ခေါ်တဲ့လိုအပ်သည့်ထက်ဂေးသားပိုထွက်လာခြင်း insufficient reinforcement သို့မဟုတ် underfill လို့ခေါ်တဲ့လိုအပ်သည့်ထက်ဂေးသားနှိမ့်နေခြင်းမပြည့်ခြင်း external velocity လို့ခေါ်တဲ့ဂေးသားပေါ်တွင်လေပေါက်ပါခြင်းဒါမှမဟုတ်လေခိုခြင်း airstrike လို့ခေါ်တဲ့ဂေးသားရဲ့အပြင်ဘက်မှာမီးခေါ်မိခြင်း external crack လို့ခေါ်တဲ့အကွဲကြောင့်ဖြစ်ခြင်း excessive penetration လို့ခေါ်တဲ့လိုအပ်သည့်ထက်ဂေးသားထိုးဖောက်မှုပိုထွက်လာခြင်းတို့ပဲဖြစ်ပါတယ်ဂေးသားတွင်ဖြစ်ပေါ်သောပြစ်ချက်များ internal wedding defect တွေကိုမပြောချင်မှာမိတ်ဆွေတို့အနေနဲ့ wedding ပညာရပ်ကိုအခြေခံကြစနစ်တကျကျွမ်းကျင်ကျင်တက်မြောက်ကျင်နေဆိုရင်တော့ Gooding Wedding Training Center ကိုဆက်သွယ်ပြီးသင်တန်းတက်ရောက်နိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ဆက်လက်ပြီးဂေးသားတွင်ဖြစ်ပေါ်သောပြစ်ချက်များ internal wedding defects တွေကတော့ lack of fusion incomplete fusion လို့ခေါ်တဲ့ဂေးသားကောင်းစွာပြောင်းဝင်မှုမရှိခြင်း lack of penetration incomplete joint penetration လို့ခေါ်တဲ့ဂေးသားထိုးဖောက်ဝင်ရောက်မှုအားနည်းခြင်း slap inclusion လို့ခေါ်တဲ့ဂေးသားတွင်ချော်ဝှက်ခြင်း internal velocity လို့ခေါ်တဲ့ဂေးသားတွင်လေပေါက်ပါခြင်းလေကိုခြင်း internal crack လို့ခေါ်တဲ့ဂေးသားတွင်အကွဲကြောင့်ဖြစ်ပေါ်ခြင်းတို့ပဲဖြစ်ပါတယ်နောက်ဗီဒီယိုများမှာ brain defect နဲ့ပတ်သက်ပြီး brain defect တစ်ခုချင်းစီအတွက်ဖြစ်ပေါ်ရတဲ့အကြောင်းရင်းများနဲ့ပြုပြင်ရမယ့်နည်းလမ်းများကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and follow လေးလုပ်ထားပေးဖို့တောင်းဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်